နန်းတော်ထဲမှာဘယင်ကြီးကစက်ဝိုင်းနှဝိုင်းခွဲပြီးမိမကြောက်သူနဲ့မကြောက်သူကိုခွဲခိုင်းလိုက်တယ်လူအားလုံးမိမကြောက်သူအဝိုင်းထဲဝင်သွားကြတယ်ဒါပေမဲ့တယောက်တည်းပဲတခြားဝိုင်းမှာရပ်နေတယ်အဲ့ဒီလူကဦးပေါ်ဦးဒီတစ်ခါဦးပေါ်ဦးဘာလုပ်ပြအောင်မလဲထင်လဲ Welcome to Tales by PNA နေ့စဉ်သင်ခန်းစာပါတဲ့ပုံပြင်တွေတင်ပေးနေပါတယ် Subscribe လုပ်ပြီးမလွတ်တမ်းနားထောင်လိုက်ပါခင်ဗျာရှေးကုန်းပေါင်ခေတ်နန်းတော်တစ်ခုထဲမှာအမတ်မင်းများမင်းသားများမင်းမှုထမ်းများအားလုံးဘယင်ရှိတော်မှာစုဝေးရနေကြတယ်ဒီနေ့မှာဘယင်ကြီးကသူတို့ကိုကြည့်ပြီးပြုံးစည်းစည်းနဲ့မိန့်တော်မူတယ်ဒီနေ့ငါမှာစိတ်ဝင်စားဖို့ကောင်းတဲ့စမ်းသပ်မှုတစ်ခုရှိတယ်လူအားလုံးတိတ်တဆိတ်နားထောင်နေကြတယ်ဘယင်ကြီးကနန်းတော်ရှိမြေပင်ပေါ်မှာဆက်ဝိုင်းနှဝိုင်းဆွဲခိုင်းလိုက်တယ်တဝိုင်းကိုမိမကြောက်သူများနောက်တဝိုင်းကိုမကြောက်သူများစက်ဝိုင်းတွေဆွဲပြီးတော့အမိန့်ချလိုက်တယ်။မိမကြောက်တဲ့သူတွေဘဲဘက်ဝိုင်းထဲဝင်မကြောက်တဲ့သူတွေညာဘက်ဝိုင်းထဲဝင်ကြ။အမတ်တွေအားလုံးတယောက်ကိုတယောက်ကြည့်နေကြတယ်။ဘယ်ဝိုင်းထဲဝင်ရမလဲဆိုတာမသိချကြဘူး။အဲ့ဒီအချိန်မှာဘယင်ကြီးကချက်ပြီးပြောလိုက်တယ်။မမှန်ပဲဝင်တဲ့သူတွေကိုအပြစ်ပေးမယ်။ဒီစကားကြောင့်လူအားလုံးတုန်လှုပ်သွားတယ်။ခဏလေးအတွင်းမှာတဲ့လူအများစုကတယောက်ကိုတယောက်တွန်းတိုးပြီးမိမကြောက်သူဆိုရဲဘဲဘက်ဝိုင်းတဲ့ကိုအလူအယောက်ဝင်ကြတော့တယ်ဘသူမှမကြောက်ဘူးလို့မပြောရကြဘူးအချိန်အနည်းငယ်ကြာပြီးနောက်ညာဘက်ဝိုင်းထဲမှာတယောက်သေးတာတီငီစွာရက်နေလေအဲ့လာကတော့ဥပေါ်ဦးဘယင်ကြီးအံ့ဩသွားတယ်ဟေ့ဥပေါ်ဦးမင်းကတကယ်မိမမကြောက်ဘူးလားအမတ်တွေအားလုံးလဲအံ့ဩစွာသူ့ကိုကြည့်နေကြတယ်ဥပေါ်ဦးကတော့အေးအေးဆေးဆေးလက်တောက်ထားပြီးငြိမ်သက်စွာပြန်လျှောက်တယ်မှန်လားပါဗျာကျွန်တော်မျိုးဒီဝိုင်းထဲမှာရက်နေတာဟာမိမမကြောက်လို့မဟုတ်ပါဘူးဗျာဘယင်ကြီးပို့ပြီးစိတ်ဝင်စားလာတယ်ဒါဆိုဘာကြောင့်လဲဥပေါ်ဦးကပြုံးပြီးပြန်ပြောတယ်ကျွန်တော်မျိုးအိမ်ကထွက်လာချိန်ကျွန်တော်မျိုးမိမကလူတွေစုနေတဲ့နေရာမသွားနဲ့လူမရှိတဲ့နေရာမှာပဲရက်လို့မှားလိုက်ပါတယ်ဗျာအခုဘဲဘက်ဝိုင်းမှာလူတွေအများကြီးစုပေါင်းနေတာကိုမြင်တော့ကျွန်တော်မျိုးမိမစကားကိုနားထောင်ပြီးလူမရှိတဲ့ဒီဝိုင်းထဲမှာလာရက်နေတာပါဗျာအဲ့ဒီစကားကိုကြားလိုက်တဲ့အခါနန်းတော်ထဲမှာခဏတိတ်သွားကြတယ်ပြီးတော့လူတွေအားလုံးတပြိုင်နဲ့ရေမောကြတော့တယ်ဘယင်ကြီးလည်းရေမောပြီးမင်းကတော့တကယ်မိမကြောက်သူအကြီးစားပဲလို့ပြောလိုက်တယ်ဉာဏ်ပညာရှိသူကတော့အချင်းလေးကိုဟာထောနဲ့လှဲ့နိုင်တယ်တခါတလေကြောက်တယ်ဆိုတာတောင်အပြုံးတစ်ခုပဲဖြစ်သွားနိုင်တယ် True intelligence is staying calm under pressureဒီလိုရဲစရာလေးဖြစ်ပြီးဉာဏ်ပညာလဲရတဲ့ပုံမြင်တွေကိုကြိုက်ရင် channel ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်နောက်ထပ်လဲဥပေါ်ဦးလိုဉာဏ်ပညာပြောင်မြောက်တဲ့ဇာတ်လမ်းတွေဆက်လာပါ